안녕하세요, 여러분. 디니가로 고전의 드징며 topic 1 ပေါ့နော်နံပါတ်5နဲ့6ကိုဆက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်။ဒါဆိုရင်စလိုက်မယ်နော်။အဲ့တော့နံပါတ်5နဲ့6ကကြတော့သူကမေးခွန်းပုံစံတစ်မျိုးဆိုတော့5နဲ့6ကိုလုပ်မယ်။5နဲ့6ကဘာကိုလုပ်ခိုင်းတာလဲဆိုတော့다음을 듣고 보기와 같이 이어지는 말을 고르십시오. 아빠와 나타비로 우마루 묘번호 습비로 뼈하면 가오래 유비바래 애도 보기 우마 바별하래 소리 가가 별을 번호 안녕히 계세요. 네, 안녕히 계세요. 소라가 닝닝자자네 니이케 말로 뼈라. 너, 아이로 나 니네야 밥ပြန် ပြောရမလဲဆိုတော့နံပါတ်1က축하합니다တဲ့အဲ့တော့ဂုဏ်ပြုပါတယ်ပေါ့နော်အဲ့ဒီစကားကိုပြန်ပြောရမှာလားဒါမှမဟုတ်နံပါတ်2ကကြတော့ 모르겠습니다 မသိပါဘူးဆိုတဲ့စကားကိုပြန်ပြောရမှာလားဒါမှမဟုတ်နံပါတ်3ကကြ안녕히 가세요 ညီငချမ်းနဲ့သွားပါကောင်းကောင်းသွားပါပေါ့နော်အဲ့ဒါဆိုရင်နံပါတ်3ကိုရွေးရမှာလားဒါမှမဟုတ်4ကကြတော့처음 뵙겠습니다ပထမဆုံးတွေ့တာပါဆိုတော့ဂါနဲ့ပြောလိုက်တဲ့စကားနဲ့အလိုက်ဖက်ဆုံးဟာကကြတော့အမှန်ကန်တဲ့စကားကဘာလဲဆိုတော့ဆက်ပြီးပြောရမယ့်စကားကနေမှာစနေတာ3เนาะ3ဖြေမှာမှန်မှာပေါ့เนาะအားကြောင့်မို့တော့အဖြေလေးကို3ဒီနေရာလေးမှာအမဲလေးနဲ့ရွေးထားပြီးရပေါ့เนาะအဲ့တော့အရင်ဆုံးနံပါတ်5ကိုမလုပ်ခင်မှာဒီဥပမာလေးကိုအရင်နားထောင်ကြည့်မယ်เนาะ 다음을 듣고 보기와 같이 이어지는 말을 고르십시오. 보기 안녕히 계세요. 안녕히 계세요. 정답은 3번입니다. အဲ့တော့နောက်ဆုံးနားလေးမှာပြောသွားတာက 정답은 3번입니다. အဖြေမှန်ကနံပါတ်3ပါလို့သူကပြောတာเนาะအဲ့တော့ဘိုဂီကိုကြည့်ပြီးသွားပြီဆိုတော့နံပါတ်5ကိုနားထောင်ကြည့်မယ်เนาะအဲ့တော့နံပါတ်5ကကြတော့လေးမှတ်ပေးထားရပေါ့เนาะလေးမှတ်ပေးထားတယ်အဲ့တော့ listening ကိုနားထောင်မယ် listening ကိုနားထောင်ပြီးတော့ဆက်ပြီးတော့ပြောရမယ့်စကားအနေနဲ့ဒီ၄ခုတွေကအဖြေမှန်ကိုရွေးပြရမှာအဲ့တော့ကြည့်မယ်တစ်က 고맙습니다ဆိုတာကျေးဇူးတင်ပါတယ်လို့ပြောတာနံပါတ်2က 반갑습니다 ဝမ်းသာပါတယ်နောက်နံပါတ်3ကကျတော့ 실례합니다 တစ်စိတ်လောက်ပါအားနာပါတယ်ရှင်အဲ့လိုမျိုးနေရာမှာသုံးတယ်ပေါ့နော်လမ်းလေးတစ်စိတ်လောက်ဖယ်ပေးပါအားနာပေမဲ့ဒါလေးတော့အကူအညီပေးနိုင်မလားဒီလိုမျိုးနေရာမှာ실례합니다ကိုသုံးတယ်ပေါ့နော်နံပါတ်4ကကျတော့환영합니다ကကျတော့ကြိုဆိုပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့နံပါတ်5လေးကိုနားထောင်ကြည့်မယ်အတန်ဖိုင်ကဘာပြောမလဲအဲ့ဒီသူပြောလိုက်တဲ့စကားနဲ့လိုက်ဖက်တဲ့မှန်တဲ့ဆက်ပြီးတော့ပြောရမယ့်စကားကိုရွေးမယ်နော် 5번 많이 드세요. 많이 드세요. အဲ့တော့အဖြေမှန်လေးကဘာဖြစ်မလဲ맞습니다. 1번ဖြစ်မယ်နော်နံပါတ်1ဖြစ်မယ်နော် 고맙습니다. ကျေးဇူးတင်ပါတယ်ဖြစ်မယ်နော်ဘာလို့ကျေးဇူးတင်ပါတယ်ဒီနံပါတ်1ကိုရွေးရလဲဆိုတော့အတန်ဖိုင်ကကြတော့ 많이 드세요 ဆိုတာကအများကြီးသုံးဆောင်ပါလို့ပြောတာအဲ့တော့ကိုယ်သုံးဆောင်ပါလို့ပြောတဲ့အတွက်ကြောင့်ကိုကဘာပြန်ပြောရမလဲဆိုတော့ကျေးဇူးတင်ပါတယ်လို့ပြောရမှာပေါ့နော်ဒီ3ခုကကျန်တဲ့3ခုကကြတော့ပြန်ပြောရမယ့်စကားတွေကဆက်ပြီးပြောရမယ့်စကားမဟုတ်နေဘူးလေနော်အဲ့အတွက်ကြောင့်မလို့အဖြေမှန်က1번နံပါတ်1ပါနော်ဒါဆိုရင်နံပါတ်6ကိုဆက်သွားမယ်နံပါတ်6ကကြတော့ 삼정 3မှတ်ပြီးထားတယ်ဒါဆိုရင်နောက်ထောင်ကြည့်မယ်နော် 6번 여보세요. 수미 씨 좀 바꿔주세요. 여보세요. 수미 씨 좀 바꿔주세요. အရင်ဆုံးဒါလေးပြောဖို့မိသွားတယ်အတန်ဖိုင်ကိုအရင်ဖွင့်ပေးလိုက်မိရပေါ့နော်အဲ့ဆိုရင်အရင်ဆုံးရွေးကြည့်ပါနော်ဘယ်ဟာလေးဖြစ်မလဲဆိုတာကိုဒါဆိုရင်အဖြေမှန်က네 맞습니다. 4번ဖြစ်မယ်နော်နံပါတ်4ဖြစ်မယ်네 잠깐만 기다리세요. ဟုတ်ကဲ့ခဏလောက်စောင့်ပြီးပါလို့ပြောတာပေါ့နော်အဲ့တော့အတန်ဖိုင်ကဘာပြောလိုက်တာလဲဆိုလို့ရှိရင်여보세요 hello ပေါ့နော်
수미시종 바꿔주세요. 수미요 뜻이라လွှဲပေးပါ ဆိုတော့ဖုန်းပြောနေရတယ်နော်여보세요ဆိုတော့ဖုန်းပြောတဲ့နေရာမှာတုံးနေအဲ့တော့ဖုန်းလေးတစ်ချက်လောက်လွှဲပေးပါလို့ပြောချင်တဲ့သဘောအဲ့တော့ကြောင့်မလို့နံပါတ်4ကအဖြေမှန်ပေါ့အဲ့တော့နံပါတ်1 2 3ကဘာဖြစ်လို့မဟုတ်တာလဲဆိုတာကိုကြည့်ကြည့်မယ်နော်နံပါတ်1ကဆိုတော့네 어서 오세요ဟုတ်ကဲ့ကြွပါရှင်အဲ့ဒါကြွပါရှင်ကြွပါခင်ဗျာဆိုတာကကြတော့ sign နေပါပြီပေါ့နော်လာတဲ့ customer ကိုဒီဇီကွန်းကပြောတဲ့အခါပေါ့နော်ဝန်ထမ်းကပြောတဲ့အခါမျိုးမှာတုံးတာပေါ့နော်အဲ့တော့သူပြောတဲ့အတန်ဖိုင်ကပြောတဲ့စကားနဲ့ဆက်ပြီးပြောရမယ့်စကားနဲ့ကြတော့ဆက်ဆက်မှုမရှိဘူးလေနော်အဲ့တော့နံပါတ်1ကမာတယ်နံပါတ်2ကကြတော့네 잘 다녀오세요ဟုတ်ကဲ့ကောင်းကောင်းသွားပြီးတော့ပြန်လာခဲ့ပါအဲ့လိုပြောတာအဲ့တော့အဖြေကပြန်ပြောရမယ့်စကားအနေနဲ့ကလည်းဒါလည်းမကိုက်ညီဘူးအဲ့တော့နံပါတ်3ကြည့်မယ်နံပါတ်3ကကြတော့네 안녕히 주무세요ဟုတ်ကဲ့ကောင်းကောင်းအိပ်စက်ပါအိပ်ပါလို့ပြောတဲ့အတွက်ကြောင့်မို့လို့အတန်ဖိုင်နဲ့ကကြတော့ပြန်ပြောမယ့်စကားအနေနဲ့ကကြတော့ဆက်ဆက်မှုမရှိတဲ့အတွက်ကြောင့်နံပါတ်3ကမှားတယ်အားကြောင့်မလို့နံပါတ်6အတွက်အဖြေမှန်ကနံပါတ်4ပါအဲ့တော့ဒါပြီးပြီပေါ့နော်ပြီးပြီဆိုတော့ကိုဒီမှာဖြေထားတာမှန်လားမမှန်လားဆိုတာကိုဒါတစ်ချက်စစ်ကြည့်မယ်နော်အခုဒီဟာကြတော့သူစောစောကပြောလိုက်တဲ့ listening ပေါ့နော် listening transcript ပေါ့နော် listening စာသားပေါ့အဲ့စာသားကကြတော့စာမျိုးပဲမပါဘူးနော်ဒါပေမဲ့ဒါလေ့ကျင့်တာမို့လို့တစ်ချက်အတူတူလုပ်ကြည့်တာပေါ့နော်အခုဒီဟာကကြတော့စာမျိုးပဲမှာမပါပါဘူးနော်အတန်ဖိုင်ထဲကစာသားပါဒါမပါပါဘူးဒါလိလာနေတာမို့လို့လုပ်ကြည့်ရပါနော်အဲ့တော့ခုနကဖြေလိုက်တဲ့အဖြေတွေကမှန်လားမှားလားဆိုတာကိုချက်တိုက်ကြည့်မယ်နော်အဲ့တော့နံပါတ်5နဲ့6ကကြတော့ဒါဘူဂီကဥပမာပေးထားပြီးသားဆိုတော့ဒါလေးကိုကြော်လိုက်မယ်အဲ့တော့နံပါတ်5မှာကြတော့အတန်ဖိုင်ပေါ့နော်အတန်ဖိုင်ကနမ်စာကဘာပြောလဲဆိုယောက်ျားလေးကမာနီသူဆယ်ရောအများကြီးသုံးဆောင်ပါလို့ပြောတဲ့အတွက်ကြောင့်မို့လို့အဲ့တော့1 2 3 4ထဲကဘယ်ဟာကိုရွေးခဲ့လဲဆိုတော့နံပါတ်1ကိုရွေးခဲ့တယ်ဂူမပစမီတာဒါဆိုရင်တော့မှန်သွားပြီနော်နံပါတ်5ကို1အဖြေ1ရွေးခဲ့တာမှန်သွားပြီနော်မာနီသူဆယ်ရောဆိုတော့ပြောရမယ့်စကားကကြတော့ဂူမပစမီတာပဲဖြစ်မှာပေါ့နော်အဲ့တော့နောက်ခုကနံပါတ်6ကကြတော့여자ပြောတယ်ပေါ့နော်여보세요 수미 씨 좀 바꿔주세요အဲ့တော့여보세요 hello 수미 씨 좀 바꿔주세요 수미고တစ်စိတ်လောက်바꿔주세요ဒါက바꾸다ဆိုတာကပြောင်းပြီးတာလဲလှယ်ပြီးတာပေါ့နော်ဒီမှာကတော့ဖုန်းဆိုတော့ဖုန်းလွှဲပြီးပါဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မို့လို့အဖြေမှန်ဆက်ပြီးပြောရမယ်စကားအနေနဲ့ကြတော့နံပါတ်4ကပဲမှန်တာပေါ့နော်။네 잠깐만 기다리세요အဲ့တော့စုမီကိုသူဖုန်းလွှဲပေးမယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ခဏလောက်ဟုတ်ကဲ့ခဏလောက်စောင့်ပေးပါလို့ပြန်ဖြေမှမှန်မှာပေါ့နော်။အဲ့တော့နံပါတ်6အတွက်အဖြေမှန်ကိုနံပါတ်4ကိုရွေးခဲ့တာမှန်ပါတယ်။နော်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။다음영상에서만나요